စုံတော့ဟင်းသာနေရန်ကုန်မှာခုနှစ်လောင်းပြိုင်လူတက်မှုရန်ကုန်မြို့အင်းရောလန်ရှိရွှေနန်းတော်ဟုအမည်ပေးထားသောအင်္ဂလိပ်ခေတ်ဆိုင်အင်ကြီးသည်တစ်ပင်ကြီးများအောက်တွင်မှောင်မဲကတိတ်ဆိတ်နေသည်ခြံဝင်းအဝင်ဝတွင်ရဲကားတချို့ဆိုက်ရောက်နေပြီးရဲရာရှိများ၏မျက်နှာတွင်မကြုံစဘူးသောထိတ်လန့်မှုများအရေးထင်နေသည်စုံတော့ဟင်းသာသည်သူ၏အနက်ရောင်ဖော့ကားလေးကိုရပ်လိုက်ပြီးကုတ်အင်ကြီးအရှိကိုပြင်ဝစ်ခါကားပေါ်မှဆင်းလာခဲ့သည်သူ၏နှာခေါင်းထဲသို့ပထမဆုံးတိုးဝင်လာသည်မှာမိုးနံမဟုတ်ပေပြင်းထန်လှသောသွေးညီနံပင်ဖြစ်သည်ဟင်းသာခမရောက်လာတာတော်သေးတာပေါ့ကျုပ်ဖြင့်ဒီမြင်ကွင်းကိုကြည့်ပြီးအော့အန်ခြင်းစိတ်ကိုအနိုင်နိုင်ထိနေရတယ်ဟုရဲအုပ်မောင်မောင်ကဖြူရော့သောမျက်နှာဖြင့်နှုတ်ဆက်လေသည်အချိန်နေဘလို့လဲမောင်မောင်ဟုဟင်းသာကတည်ငြိမ်စွာမေးလိုက်လေသည်9ယောက်ဟင်းသာအိမ်ထဲမှာရှိတဲ့လူတွေအကုန်လုံးပဲအိမ်ရှင်ဦးဘတောင်းသူ့ဇနီးသားသမီး3ယောက်နဲ့အိမ်ပေါ်2ယောက်အကုန်လုံးတနေရာထဲမှာပဲဟင်းသာသည်ဓမီကိုကင်ကအိမ်ကြီးအတွင်းသို့လှမ်းဝင်လိုက်သည်ဧကန်းကိုဖျက်၍ထမင်းစားခန်းသို့ရောက်သောအခါသူ၏ခြေလမ်းများခਿੱတရက်တန့်သွားသည်ကျွန်းသားစပွဲကြီးပေါ်တွင်ညစာဟင်းလျာများမှာပြင်ဆင်လျက်သားရှိနေစေပင်သို့သောထိုင်ကုန်9လုံးပေါ်တွင်မူလူ9ယောက်သည်အိပ်ပျော်နေတကယ်သို့ငြိမ်သက်နေကြသည်သူတို့အားလုံး၏လေပင်တွင်ဓားဖြင့်လှီးဖြတ်ထားသောဒဏ်ရာတစ်ခုစီပါရှိပြီးထူးခြားသည်မှာသူတို့၏မျက်နှာပေါ်တွင်နာကျင်မှုထက်ပြုံးနေတကယ်သို့အမူအရာများရှိနေခြင်းပင်ဖြစ်သည်ဒါဟာတာမန်လူတက်မှုမဟုတ်ဘူးလို့ဟင်းသာကအလောင်းများကိုအနီးကပ်စစ်ဆေးရင်းရေရွတ်လိုက်သည်သူတို့အားလုံးဟာမသိခင်မှာတစုံတရာကြောင့်သတိလစ်နေခဲ့ပုံရတယ်ဒါမှမဟုတ်စိတ်ခတ်ခံထားရတာပဲဟင်းသာသည်စပွဲပေါ်ရှိဝိုင်ပလင်းကိုမကနမ်းကြည့်လိုက်သည်ဝိုင်နှံ့ကြားတွင်ထူးဆန်းသောပန်းရနံ့တစ်ခုကိုသူခံစားမိလိုက်သည်စပယ်နံဟင်းသာသည်အိမ်အတွင်းကိုပုံမအသေးစိတ်စစ်ဆေးသည်အိမ်ပေါ်တက်ရှိအခန်းများကိုလိုက်ကြည့်စဉ်ဥပတောင်း၏စာကြည့်ခန်းအတွင်း၌ရုံးရင်းဆန်ခတ်ဖြစ်ထားသောအမှတ်အသားတချို့ကိုတွေ့ရသည်စပွဲပေါ်တွင်တင်ထားသောဓာတ်ပုံပေါင်းတစ်ခုမှမှောက်ရသားဖြစ်နေသည်ဟင်းသာကဓာတ်ပုံကိုလှန်ကြည့်လိုက်သောအခါ၎င်းမှာဥပတောင်းမိသားစု၏ပုံဖြစ်သည်သို့သောထိုပုံထဲတွင်လူတစ်ယောက်၏မျက်နှာကိုဓားဖြင့်မှုန်းထားသဖြင့်မည်သူမှမသိနိုင်တော့ချေမောင်မောင်ဒီအိမ်မှာ9ယောက်ပဲရှိတာသိကြလားဟုဟင်းသာကအောက်ထပ်သို့လှမ်းမိလိုက်သည်သိကြပါရဲ့ဟင်းသာအိမ်မှာနေထိုင်သူစရင်ရ9ယောက်ပဲရှိတာပါဒါဆိုဒီဓာတ်ပုံတွေက10ယောက်မြောက်လူကဘာတူလဲဟင်းသာသည်အိမ်၏အနောက်ဘက်ထွက်ပေါက်ရှိမြေကြီးကိုဓာတ်မီးဖြင့်ထိုးကြည့်သည်ထိုနေရာတွင်တင်းငယ်သောခြေရာတချို့ရှိနေသည်ခြေရာများမှာရှုံးပွက်များပေကျန်နေပြီးခြံပြင်ဘက်သို့ဦးတည်သွားသည်သို့သောထူးဆန်းသည်မှာထိုခြေရာများမှာခြေပလာခြေရာများဖြစ်နေခြင်းပင်ဟင်းသာသည်ထမင်းစားခန်းသို့ပြန်ဆင်းလာစဉ်ရခင်ကသတိမထားမိခဲ့သောအရာတစ်ခုကိုမြင်လိုက်ရသည်စပွဲ၏အနောက်ဘက်နယံဖြူဖြူပေါ်တွင်သွေးဖြင့်ရေးသားထားသောစာတိုလေးတစ်စောင်ရှိနေသည်ကံကြမ္မာ၏ဆက်ဝိုင်းသည်9ချက်မြောက်တွင်ရပ်တန့်သွားပြီး10ချက်မြောက်မှာမင်းအတွက်ပဲဟင်းသာ၏ကြောရိုးထဲတွင်စိတ်ငနေဖြစ်သွားသည်လူသက်သမားသည်ဟင်းသာရောက်လာမည်ကိုကြိုတင်သိနေခြင်းလောသို့မဟုတ်ဤဒီမှာဟင်းသာကိုဓာတ်ရိုက်စိန်ခေါ်လိုက်ခြင်းလောမောင်မောင်ရန်ကုန်မြို့မှာရှိတဲ့စစ်ရုံတွေအကုန်လုံးကိုစုံစမ်းပါလွန်ခဲ့တဲ့2ရက်အတွင်းစိတ်ရောဂါကုသဆောင်ကနေထွက်ပြေးသွားတဲ့သူရှိသလားလို့ပြီးတော့ဥပတောင်းရဲ့အတိတ်ကစီးပွားဘက်တွေကိုလည်းစည်ရင်းပြုစုပါဟင်းသာသည်အိမ်ကြီးဝရဏာသို့ထွက်ခါအင်းရကံဘက်သို့ငေးကြည့်လိုက်သည်ကံရည်ပင်မော်တွင်မြူများဖုံးလွှမ်းနေပြီးတစုံတစ်ယောက်ကအမောင်ထဲမှနေ၍သူ့ကိုစိုက်ကြည့်နေတဲ့ကဲ့သို့ခံစားလိုက်ရသည်1960ပြည့်နှစ်၏ရန်ကုန်ညသည်9လောင်းပြိုင်လူတက်မှု၏အိမ်မက်ဆိုးနှင့်အတူစတင်ခဲ့ပြီးဖြစ်သည်စုံတော့ဟင်းသာသည်သူ
သူ၏ဘဝတွင်အကြောက်မက်ဖွယ်အကောင်းဆုံးသောဗဟေလိကိုဖြည့်ရှင်းရန်ခြေလှမ်းစတင်လိုက်ပါတော့သည်1960ပြည့်နှစ်၏ရန်ကုန်မြို့သည်အင်းရလမ်းမှသွေးစွန်းသောသတင်းဆိုးကြောင့်တုန်လှုပ်ခြောက်ခြားလျက်ရှိသည်စုံတော့ဟင်းသာသည်အင်းရကံပေးရှိခြံဝင်းကျဲကြီးအတွဲမှ9လောင်းပြိုင်လူသက်မှု၏နောက်ွယ်မှ10ယောက်မြောက်လူကိုရှာဖွေရန်ခြေလှမ်းစတင်လိုက်ပြီးဖြစ်သည်အင်းရလန်းရှိရွှေနန်းတော်စာအိမ်ကြီးအတွဲ၌ရဲစစ်စစ်ချက်များဆောင်ရွက်နေစဉ်ဟင်းသာသည်အေကန်းရှိဆိုဖာတစ်ခုပေါ်တွင်ထိုင်ကာသူ၏မှတ်တမ်းစာအုပ်ကိုဖွင့်လိုက်သည်အပြင်ဘက်တွင်မိုးဖွဲဖွဲလေးများကစတင်ရွာသွန်းနေပြီးတစ်ပင်ကြီးများ၏အရိပ်မှာလေတိုက်တိုင်းကခုန်နေကြသည်မောင်မောင်အလောင်းတွေကိုစစ်ဆေးတဲ့ဆရာဝန်စီကအဖြေရပြီလားဟုဟင်းသာကလှမ်းမိလိုက်သည်ရဲအုပ်မောင်မောင်သည်လက်အိတ်ကိုချွတ်ရင်းဟင်းသာအနားသို့ရှောက်လာသည်ရပြီဟင်းသာထူးဆန်းတာကသူတို့အားလုံးရဲ့အစာအိမ်ထဲမှာဒေါနာပန်းရဲ့အစီအနှစ်တွေတွေ့နေရတယ်အဲ့ဒီအစီကလူကိုမိနစ်ပိုင်းအတွင်းမှာတင်အကျော်တည်သွားစေပြီးပြုံးနေတဲ့အမူအရာမျိုးဖြစ်သွားစေတာတဲ့ဒါပေမဲ့တည်စီလောက်တဲ့အထိတော့မပြင်းထန်ဘူးတကယ်တည်ရတဲ့အကြောင်းရင်းကတော့လေဘင်းကိုဓာတ်နဲ့တစ်ချက်တည်းလှီးဖြတ်ခံရတာပဲဟင်းသာသည်စပွဲပေါ်မှာဝိုင်ခွက်ကိုပြန်ကြည့်သည်ဒါဆိုလူသက်သမားကသူတို့ကိုအရင်ဆုံးစိတ်ခတ်တယ်သူတို့ပြုံးပြုံးလေးနဲ့အကျော်သိနေချိန်မှာတယောက်ပြီးတယောက်တတ်ခဲ့တာပေါ့ဒါဟာတာမန်ဒေါသကြောင့်တတ်တာမဟုတ်ဘူးဒါဟာရစ်ပူစော်တာဒါမှမဟုတ်အနုပညာဆန်ဆန်တက်ဖြတ်တာမျိုးပဲဟင်းသာသည်အခင်းဖြစ်ပွားချိန်တွင်အိမ်ပြင်သို့ဈေးဝယ်ထွက်နေသဖြင့်အသက်ဘေးမှလွတ်မြောက်ခဲ့သောတဦးရသောအိမ်အကူမလေးမအေးကိုခေါ်ယူစစ်ဆေးခဲ့သည်သူမသည်ကြောက်လန့်နေကြဖြင့်တုံရီနေပြီးမျက်ရည်များမှမပြတ်တော့ချေမအေးစိတ်အေးအေးထားပါကျုပ်ကိုအမှန်တိုင်းပြောပြပါဒီအိမ်မှာဥပတောင်းတို့မိသားစုအပြင်တခြားဘသူတွေလာလိမ့်ရှိသလဲဟုဟင်းသာကနူးညံ့စွာမေးလိုက်သည်မအေးကတစ်ရှူးဖြင့်မျက်ရည်တုံရင်းပြန်ဖြေသည်ဘသူမှမလာပါဘူးဆုံလောက်ကြီးရဲ့ဥပတောင်းကလေအရန်စီကန်းကြီးတာဧည့်သည်ဆိုရင်လေအလုပ်ကိစ္စကလွဲရင်အိမ်ထဲကိုအဝင်မခံဘူးဒါပေမဲ့လွန်ခဲ့တဲ့တစ်ပတ်လောက်ကတော့ထူးဆန်းတာတစ်ခုရှိတယ်။ဘာများလဲပြောပါ။ဥပတောင်းရဲ့စာကြည့်ခန်းထဲမှာလူတစ်ယောက်နဲ့စကားများနေတဲ့အတန်ကြားရတယ်။အဲ့လူရဲ့အတန်ကအရန်အေးဆက်တယ်။မင်းငါစီကလူယူသွားတဲ့9နှစ်တာအချိန်တွေအတွက်ငါအတိုးနဲ့ပြန်တောင်းမယ်လို့ပြောတန်ကြားရတဲ့ဆုံးတော့ကြီး။ဟင်းသာ၏မျက်မှောင်များတွန့်သွားသည်။9နှစ်တာအချိန်အခုသေးတာက9ယောက်ဤဒီမှာတိုက်ဆိုင်မှုမဟုတ်နိုင်တော့ကြီးဟင်းသာသည်စာကြည့်ခန်းအတွင်းသို့ပြန်ဝင်ကမျက်နှာကိုဖွန်းထားသောဓာတ်ပုံကိုထပ်မံစစ်ဆေးသည်သူသည်ဓာတ်ပုံကိုဘောင်ထဲမှထုတ်လိုက်သောအခါဓာတ်ပုံ၏အနောက်ဘက်တွင်တင်းငယ်သောလက်ရေးဖြင့်ရေးထားသောစာသားကိုတွေ့လိုက်ရသည်1953ခုနှစ်ကလောမြို့တငယ်ချင်းများစွာကြားမှတစ်စဖောက်တူ1953ခုနှစ်ဆိုတော့လွန်ခဲ့တဲ့9နှစ်ကပေါ့ဟင်းသာကရေရွတ်လိုက်သည်မောင်မောင်1953ခုနှစ်ကကလောမြို့မှာဥပတောင်းနဲ့ပတ်သက်တဲ့အမှုတစ်ခုခုရှိခဲ့သလားစုံစမ်းမေးပါဟင်းသာသည်အိမ်၏နောက်ဖေးဘက်သို့ထွက်လာခဲ့သည်မိုးရေထဲတွင်ခြေရာများပြက်ပြဲစပြုတ်နေပြီဖြစ်တော်လေခြံစည်းရိုးအနီးရှိနှဲစီချုံတစ်ခုတွင်ညှိနေသောအဝတ်စားတစ်ခုကိုသူတွေ့လိုက်ရသည်၎င်းမှာအညိုရောင်သုံးမွေးအစလေးဖြစ်ပြီးထူးခြားသည်မှာထိုအဝတ်စတွင်ဆေးရုံသုံးပိုးသက်ဆေးနှံ့ခက်သင်းသင်းရနေခြင်းပင်ဖြစ်သည်ဟင်းသာသည်မိုးသီးထန်စွာရွာသွန်းနေသည့်ကြားမှရန်ကုန်ဆေးရုံကြီးသို့ကားမောင်းထွက်လာခဲ့သည်1960ပြည့်နှစ်၏ရန်ကုန်လမ်းမများမှာမီးပွိုင်များနှဲပါပြီးမှောင်မဲနေသည်သူသည်ဆေးရုံ၏မှတ်တမ်းဌာနသို့တွားရောက်ခါစိတ်ရောဂါကုသဆောင်မှလူနာစည်ရင်းကိုစစ်ဆေးသည်စုံတော်ကြီးလွန်ခဲ့တဲ့3ရက်ကလူနာတစ်ယောက်ထွက်ပြေးသွားတာရှိတယ်ဟုသူနာပြုဆရာမကြီးကမှတ်တမ်းစာအုပ်ကိုပြသည်သူ့နာမည်ကဦးစိုးသိန်းနဲ့သူကလွန်ခဲ့တဲ့9နှစ်ကထောင်ထဲမှာစိတ်ဝေဒနာခံစားရလို့ဒီကိုပြောင်းလာတာ
သူကဥပတောင်းရဲ့စီးပွားဘက်ဟောင်းတစ်ယောက်ပဲဟင်းသာသည်ဦးစိုးသိန်း၏ဓာတ်ပုံကိုကြည့်လိုက်သောအခါဟင်းသာ၏ကြောရိုးရဲတွင်စိတ်ငြင်းနေဖြစ်သွားသည်ဦးစိုးသိန်း၏မျက်နှာမှာအေးရလန်းကအိမ်တွင်ဓားဖြင့်မှုန်းခံထားရသောဓာတ်ပုံတွေကလူ၏ပုံသဏ္ဍာန်နှင့်ထပ်တူကျနေသည်သူ့ကိုဘာအမှုနဲ့ထောင်ချခဲ့တာလဲလူတက်မှုလို့ပြောတယ်စုံတော့ကြီးဒါပေမဲ့ तू ကအမြဲတမ်းអော်နေတာငါ့ကိုဥပတောင်းကထောင်ချဆင်တာငါလူမတက်ဘူးလို့အမြဲပြောလို့ရှိတယ်ဟင်းသာသည်ဆေးရုံမှထွက်လာစဉ်ဆေးရုံအဝန်းအတွင်းရှိတစ်ပင်ကြီးတစ်ပင်၏အရိပ်အောက်တွင်ရပ်နေသောလူရိပ်တစ်ခုကိုမြင်လိုက်ရသည်ထိုလူသည်အညိုရောင်သုံးမွေးအင်ကြီးကိုဝတ်ထားပြီးဟင်းသာကိုစူးစိုက်ကြည့်နေသည်ခမရဘသူလဲဟုဟင်းသာကအော်ဟစ်ခါထိုလူရှိရာသို့ပြေးသွားသည်သို့သောထိုလူသည်အမောင်ထဲသို့လျင်မြန်စွာတိုးဝင်ပြကွယ်သွားတော့သည်ဟင်းသာသည်ထိုနေရာသို့ရောက်သောအခါတစ်ပင်တွင်ကပ်ထားသောစာရွက်ငယ်တစ်ခုကိုတွေ့လိုက်ရသည်ထိုစာရွက်ပေါ်တွင်သွေးဖြင့်ရေးထားသည်မှာဒုတိယမြောက်ကကွက်ကဗဟန်းမှာစလိုက်မယ်အချိန်ကတော့နောက်ထပ်9နာရီပဲကျန်တော့တယ်ဟင်းသာသည်သူ၏လက်ပတ်နာရီကိုကြည့်လိုက်သည်အချိန်မှာည12နာရီရှိပြီဖြစ်သည်မနက်9နာရီတွင်ဗဟန်းမြို့နယ်အတွင်း၌နောက်ထပ်လူသက်မှုတစ်ခုဖြစ်တော့မည်လားဒါဟာအစီအစဉ်တကျလုပ်နေတာပဲဟုဟင်းသာကဒေါသတကြီးဖြင့်ရေရွတ်လိုက်သည်သူကဥပတောင်းမိသားစုကိုတတ်ရုံနဲ့မကျင့်တတ်သေးဘူးဥပတောင်းနဲ့ပတ်သက်တဲ့လူမှန်သမျှကိုတယောက်ပြီးတယောက်တုတ်တင်တော့မှာဟင်းသာသည်ကားပေါ်သို့အပြေးတက်ခါဗဟန်းမြို့နယ်သို့ဦးတီမောင်းထွက်လာခဲ့သည်မိုးရေများကြားတွင်ရန်ကုန်မြို့သည်အိမ်မောကျနေတော်လဲလူသက်သမားသည်သူ၏အထမမြောက်လူကိုတပ်ဖြတ်ရန်ကားကွက်များကိုပြင်ဆင်နေပြီဖြစ်သည်1960ပြည့်နှစ်၏ရန်ကုန်ညသည်ခုနှစ်လောင်းပြိုင်လူသက်မှု၏လှုပ်ဝက်ချက်များနှင့်အတူပိုမိုနှက်ဆိုင်လာပါတော့သည်1960ပြည့်နှစ်ရန်ကုန်မြို့၌ဗဟန်းမြို့နယ်သည်နနက်ဦးရင်းချိန်မြူနှင်းများအောက်တွင်စိတ်ငြိမ်လျက်ရှိသည်သို့သောစုံတော့ဟင်းသာအတွက်မူထိုစိတ်ငြိမ်မှုသည်တေမင်း၏တိတ်ဆိတ်ခြင်းမျိုးဖြစ်နေသည်အင်းရလမ်းမှာခုနှစ်လောင်းပြိုင်လူသက်မှု၏အရှိန်မသိခင်မှာပင်လူသက်သမားကဒုတိယမြောက်ကကွက်ကိုဗဟန်းတွင်ခင်းကျင်းတော်မူဟုစိန်ခေါ်ထားသည်မိုးအေးအေးနှင့်မြူထူများကြားတွင်ဟင်းသာ၏အနက်ရောင်ဖော့ကားလေးသည်ဗဟန်းရေတာရှည်လမ်းဟောင်းတိုင်းဖြင်းညင်းစွာမောင်းနေလာခဲ့သည်သူ၏လက်ပတ်နာရီမှာမနက်9နာရီခွဲကိုညွှန်ပြနေပြီလူသက်သမားပေးထားသည့်အချိန်ကာလ9နာရီမပြည့်ခင်အချိန်အနည်းငယ်သာလိုပေတော့သည်ဗဟန်းမှာဘယ်သူရှိနိုင်မလဲဟုဟင်းသာကကားစတီယာတိုင်းကိုကာရင်စဉ်းစားကန်ဖွင့်နေသည်ဥပတောင်း၏စီးပွားဘက်ဟောင်းများစည်ရင်ကိုသူစိတ်ထဲမှပြန်လဲရွေးထုတ်ကြည့်သည်ဥပတောင်းဦးစိုးသိန်းနှင့်အတူလွန်ခဲ့သော9နှစ်ကကလောမြို့တွင်တစ်လုပ်ငန်းလုပ်ကိုင်ခဲ့သူနောက်တဦးရှိသေးသည်သူကတော့ယခုအခါဗဟန်းတွင်အခြေချနေထိုင်သောရှိနေကြီးဦးတင်အေးပင်ဖြစ်သည်ဟင်းသာသည်ဦးတင်အေး၏ခြံဝင်းရှိသို့ရောက်သောအခါအခြေအနေမှာပုံမှန်မဟုတ်သည်ကိုချက်ချင်းသတိထားမိလိုက်သည်ခြံတကားမှာပွင့်လျက်သားရှိနေပြီးခြံထဲရှိခွေးအိုကြီးမှလည်းထူးဆန်းစွာငြိမ်သက်နေသည်ဟင်းသာသည်ကားပေါ်မှဆင်းကဓာတ်မီးဖြင့်ခွေးကြီးကိုထိုးကြည့်လိုက်သောအခါခွေးကြီးမှာအစိတ်မိ၍တေဆုံးနေပြီဖြစ်သည်နောက်ကျသွားပြီလားဟင်းသာသည်အိမ်ထဲသို့အမြန်ပြေးဝင်ခဲ့သည်ဧကန်းအတွင်း၌မီးများလင်းနေစေအပေါ်ထဲမှချွင်ချွင်ဆိုသည့်ကျေးစီတန်တိုးတိုးလေးကိုသူကြားလိုက်ရသည်၎င်းမှာနိဗ္ဗာန်စော်များတိခတ်သည့်အတန်မျိုးဖြစ်တော်လဲဤအချိန်ဤနေရာတွင်ကြားရသည်မှာရင်ထိတ်ဖွယ်ရာကောင်းလာပေသည်ဟင်းသာသည်အပေါ်ထဲအိတ်ခမ်းထဲသို့ဝင်လိုက်သောအခါရှေ့နေကြီးဦးတင်အေးကိုကလထိုင်တွင်ထိုင်လျက်သာတွေ့လိုက်ရသည်သူသည်အင်ကြီးဗလာဖြင့်ဖြစ်ပြီးသူ၏ရင်ဘတ်ပေါ်တွင်သွေးဖြင့်ရှစ်ဆိုသည့်ခဏန်းကိုအကြီးအကျယ်ရေးထွင်းထားသည်ဦးတင်အေးဟုဟင်းသာကခေါ်လိုက်တော်လဲထိုသူမှာအသက်မရှိတော့ကြထူးခြားသည်မှာဦးတင်အေး၏ပါဇက်ထဲတွင်စပယ်ပန်းတစ်ပွင့်ကိုထိုးထည့်ထားပြီးသူ၏မျက်နှာတွင်လည်းအေးရလန်းကအလောင်းများကဲ့သို့ပင်ပြုံးနေသောအမူအရာရှိနေခြင်းပင်ဖြစ်သည်
ဟင်းသာသည်အခန်းထဲကိုအကဲခတ်နေစဉ်ပရိမောက်လိုက်ကနောက်ွယ်မှအရေးတစ်ခုလှုပ်ရှားသွားသည်ကိုမြင်လိုက်ရသည်ဟင်းသာသည်လျင်မြန်စွာပင်ပစ္စတိုကိုထုတ်ခါအော်ဟစ်လိုက်သည်ထွက်လာစမ်းဦးစိုးသိန်းခမလွတ်လန်းမရှိတော့ဘူးအရေးသည်လိုက်ကာနောက်မှထွက်လာတော့သည်သူသည်အညိုရောင်သုံးမွေးအင်ကြီးကိုဝတ်ထားပြီးမျက်နှာမှာပိန်ချောင်းကမျက်လုံးများကယူသွမှုဖြင့်တောက်ပနေသည်ထိုသူမှာအမှန်တကယ်ပင်ဆေးရုံမှထွက်ပြေးလာသောဦးစိုးသိန်းဖြစ်နေသည်သို့သောသူ၏လက်ထဲတွင်ဓားမရှိဘဲရှေးဟောင်းကျေးစီငယ်တစ်ခုကိုသာကင်ထားသည်ငါမတတ်ဘူးဟင်းသာငါရောက်လာတဲ့အချိန်မှာသူကသေနေပြီဟုဦးစိုးသိန်းကတုံရီသောအတန်ဖြင့်ပြောလိုက်သည်သူကငါ့ကိုလည်းတတ်လိုက်မယ်ရှစ်ယောက်မြောက်လူကငါတို့ကိုအကုန်တုတ်တင်နေတာဟင်းသာသည်မျက်မှောင်ကျုံလိုက်သည်ရှစ်ယောက်မြောက်လူဟုတ်လားခမည်းကရှစ်ယောက်မြောက်လူမဟုတ်လားမဟုတ်ဘူးငါက9ယောက်မြောက်လူပဲငါတို့အရင်ကတငယ်ချင်း9ယောက်ရှိခဲ့တာကလောမှာငါတို့တခုခုမှားခဲ့ကြတယ်အခုအဲ့ဒီအရေးကပြန်လာနေပြီရုတ်တရက်အိမ်အောက်ထက်မှတနတ်တန်တစ်ချက်ထွက်ပေါ်လာသည်ဟင်းသာသည်ဦးစိုးသိန်းကိုအကာအကွယ်ပေးရင်းကျမ်းမြေပေါ်သို့ဝှက်လိုက်သည်မောင်မောင်မေးလားဟုဟင်းသာကလှမ်းအော်မေးသည်မြည်သည့်တုံ့ပြန်မှုများမရှိအောက်ထပ်မှခြေတံတချို့မှာအိမ်အပြင်ဘက်သို့ပြေးထွက်သွားတန်ကြားလိုက်ရသည်ဟင်းသာသည်ဦးစိုးသိန်းကိုလက်ထိတ်ခတ်ခါဂရင်တိုင်တွင်ချီနှောင်ထားခဲ့ပြီးအောက်ထပ်သို့အပြေးဆင်းသွားသည်အိမ်ပြင်သို့ရောက်သောအခါအနက်ရောင်ဝတ်ဆောင်ဝတ်လူတစ်ယောက်သည်ခြံစည်းရုပ်ကိုကြော်ကရေတာရှည်လမ်းဟောင်းတိုင်းပြေးသွားသည်ကိုမြင်လိုက်ရသည်ဟင်းသာသည်သူ၏ကားပေါ်သို့တက်ခါနောက်မှလိုက်လံမောင်းနှင်ခဲ့သည်1960ပြည့်နှစ်၏ရန်ကုန်မနက်ခင်းသည်မြူများကြောင့်မြင်ကွင်းမရှင်းလင်းလှချေကားမီးရောင်အောက်တွင်ပြေးနေသောလူရိပ်မှာလှည့်မြန်လွန်းလာသည်ထိုလူသည်ဗဟန်းစေးအနီးရှိလမ်းကြားတစ်ခုအတွင်းသို့ချိုးဝင်သွားသည်ဟင်းသာသည်ကားကိုရက်ခါခြေလျင်လိုက်ခဲ့ရသည်လမ်းကြားအစုံတွင်ရှေးဟောင်းဖုံးကြီးကျောင်းဟောင်းတစ်ခုရှိသည်ထိုကျောင်းပြက်ကြီးအတွင်းသို့လူရိပ်ဝင်သွားသည်ကိုဟင်းသာမြင်လိုက်ရသည်ဒီမှာတွင်အဆုံးသတ်ကြစို့ဟုဟင်းသာကစိတ်ထဲမှကြုံဝါလိုက်သည်ကျောင်းပြက်အတွင်းသို့ဝင်လိုက်သောအခါဟင်းသာသည်အလွန်အံ့ဩဖွယ်ကောင်းသောအရာတစ်ခုကိုတွေ့လိုက်ရသည်ကျောင်းပြက်၏အလယ်တွင်စပွဲတစ်ခုရှိနေပြီးထိုစပွဲပေါ်တွင်အေးရလန်းကအိမ်မှာတွေ့ခဲ့ရသောဓာတ်ပုံနှင့်ဆင်တူသည့်ဓာတ်ပုံတစ်ပုံရှိနေပေသည်သို့သောဤဓာတ်ပုံမှာမူရင်းပုံဖြစ်ပြီးမည်သူမျက်နှာမှပုံထားခြင်းမရှိကြဓာတ်ပုံထဲတွင်လူငယ်9ယောက်ရှိနေသည်ဥပတောင်ဦးတင်အေးဦးစိုးသိန်းနှင့်အတူနောက်ထပ်လူ6ဦးသူတို့အားလုံးသည်ပျော်ရွှင်စွာရီမောနေကြသည်ဟင်းသာသည်ဓာတ်ပုံကိုလှန်ကြည့်လိုက်သောအခါအနောက်တွင်လက်ရေးဖြင့်ရေးထားသည်မှာ1953ခုနှစ်ကလောကြောင်မြက်မှောင်ခိုမှုနှင့်ပျောက်ဆုံးသွားသောတပ်သည်တဦးတည်းသောအပြစ်မဲ့သူမှာတေဆုံးခဲ့ရပြီးကြံ9ဦးမှာချမ်းသာသွားခဲ့ကြသည်အခုတော့အပြစ်မဲ့သူရဲ့ဝိညာဉ်ကအတိုးနဲ့ပြန်တောင်းနေပြီဟင်းသာသည်တစုံတစ်ခုကိုသဘောပေါက်သွားသည်ဥပတောင်းတို့မိသားစု9ယောက်တေဆုံးခြင်းမှာ9ယောက်ဆိုသည့်ကိန်းဂဏန်းကြောင့်မဟုတ်ပေဥပတောင်းတစ်ယောက်တည်းကိုသာရည်ရွယ်ခြင်းဖြစ်နိုင်သည်မိသားစုဝင်များမှာတက်သေးဖြောက်သည့်အနေဖြင့်အသက်ခံရခြင်းလားသို့မဟုတ်လူသက်သမား၏ရက်စက်မှုလားယခုဦးတင်အေးတေဆုံးရခြင်းမှာဒုတိယမြောက်လူဖြစ်သည်ဒါဆိုနောက်ထပ်9ယောက်ကျန်သေးသည်ဟင်းသာအမောင်ထဲမှအတန်တစ်ခုထွက်ပေါ်လာသည်၎င်းမှာအေးဆက်ဆက်နှင့်တည်ငြိမ်လွန်းလာသည်မင်းကတော်တော်မြန်တာပဲဒါပေမဲ့လင်းရှာနေတဲ့လူသက်သမားကမင်းရဲ့အနားမှာတင်ရှိနေတာဆိုရင်ရောဟင်းသာသည်အတန်လာရသို့တနက်ဖြင့်ချိန်လိုက်သည်သို့သောထိုနေရာတွင်မြည်သူမျှမရှိဘဲရှေးဟောင်းဂရာမိုဖုန်းဆက်တစ်ခုသာရှိနေပြီးထိုဆက်မှအတန်ထွက်ပေါ်နေခြင်းပင်ဖြစ်သည်မင်းဦးစိုးသိန်းကိုဖမ်းထားတာဟာငါအတွက်အလုပ်သက်သာသွားတာပဲအခုငါရဲ့တတိယမြောက်ကကွက်ကိုရန်ကုန်စေးရုံကြီးမှာတွားကြည့်လိုက်အောင်မင်းခင်မင်ရတဲ့သူနာပြုဆရာမကြီးကငါရဲ့နောက်ထပ်ပြစ်မှတ်ပဲ
ဟင်းသာ၏မျက်နှာပြက်သွားသည်ဆေးရုံကဆီယာမကြီးမှာဦးစိုးသိန်းအကြောင်းဟင်းသာကိုပြောပြခဲ့သူဖြစ်သည်သူမသည်လည်းထို9 ယောက်ထဲမှတဦးဖြစ်နေသလားဟင်းသာသည်ကျောင်းပြက်ထဲမှဝုန်းကနေပြေးထွက်ခါဆေးရုံသို့ဦးတီမောင်းထွက်ခဲ့ပြန်သည်1960ပြည့်နှစ်၏ရန်ကုန်မြို့သည်လူသက်သမား၏လက်တွဲ၌ကစားစရာတစ်ခုကဲ့သို့ဖြစ်နေတော့သည်ဟင်းသာသည်လူသက်သမား၏အနောက်မှသာလိုက်နေရပြီးတလန်းဥအောင်မလုံနိုင်သေးကြဒီတစ်ခါတော့မင်းကိုကြာရှုံးခွင့်မပေးနိုင်ဘူးဟုဟင်းသာကအန်ကျိတ်ခါရေရွတ်လိုက်သည်ရန်ကုန်ဆေးရုံကြီး၏အဆောင်300ရာသို့ဟင်းသာရောက်ရှိလာချိန်တွင်ဆေးရုံအတွင်းမှစူညံသားများနှင့်အတူလူနာနှင့်သူနာပြုများပြေးလွှားနေသည်ကိုမြင်လိုက်ရသည်အခြေအနေမှာဟင်းသာထင်ထားသည့်ထက်ပို၍ဆိုးဝါးနေပုံရသည်1960ပြည့်နှစ်ရန်ကုန်ဆေးရုံကြီး၏အဆောင်3ရှိတွင်လူနာတင်ကားသံများသူနာပြုများ၏အလန့်တကြားအော်ဟစ်သံများနှင့်အတူရှုပ်ထွေးပွေလီလျက်ရှိသည်စုံတော့ဟင်းသာသည်ဘရိတ်ကိုကြည်ကနေမီအောင်နင်းကကားပေါ်မှအပြေးလွှားဆင်းလာခဲ့သည်ဗဟန်းမှာဆေးရုံသို့မောင်းနှင်လာစဉ်သူ၏ရင်ထဲတွင်မကောင်းသောအတိတ်နမိတ်တစ်ခုကင်းရောက်နေခဲ့သည်ရန်ကုန်ဆေးရုံကြီးအဆောင်3သည်စိတ်ကျန်းမာရေးနှင့်အာရုံကြောဆိုင်ရာလူနာများထားရှိရာနေရာဖြစ်သည်ဟင်းသာသည်လူအုပ်ကိုတိုးဝေးကဆီယာမကြီးနားနေဆောင်သို့ပြေးဝင်လိုက်သည်ဆီယာမကြီးဒေါ်မြတောင်းဟင်းသာသည်တကားကိုဝုန်းကနေတွန်းဖွင့်လိုက်သောအခါမြင်ကွင်းမှာထိတ်လန့်မွေရာကောင်းလာပေသည်ဆီယာမကြီးဒေါ်မြတောင်းသည်သူမ၏စပွဲတွင်ထိုင်လျက်သာတည်ဆုံးနေပြီဖြစ်သည်ထူးခြားသည်မှာသူမ၏ရှေ့တွင်လက်ဖက်ရည်ချမ်းတစ်ခွက်ရှိနေပြီးသူမ၏မျက်နှာတွင်လည်းအင်းရလမ်းမှအလောင်းများကဲ့သို့ပင်ပြုံးနေသောအမူအရာကဆွဲကပ်နေသည်နောက်ကျသွားပြန်ပြီဟုဟင်းသာကအန်ကျိတ်ခါရေရွတ်လိုက်သည်သူသည်ဆီယာမကြီးလက်ထဲတွင်တင်းတင်းဆုပ်ကင်ထားသောစက်ကူစားကလေးကိုသတိထားမိသည်ထိုစက်ကူကိုဖြည့်ကြည့်လိုက်သောအခါ၎င်းမှာလွန်ခဲ့သော9 နှစ်ကဆေးစာတစ်စောင်ဖြစ်နေသည်ဆေးစာပေါ်တွင်ရေးထားသောလူနာအမည်မှာမောင်မင်းလွင်ဖြစ်ပြီးဆေးညွှန်းသူနေရာတွင်ဥပသား၏လက်မှတ်ပါရှိနေသည်မောင်ဒီလိုလာခဲ့စမ်းဟုဟင်းသာကအပြင်တွင်အသင့်ရှိနေသောရဲအုပ်မောင်ကိုလှမ်းခေါ်လိုက်သည်ဟင်းသာဘာတွေ့လို့လဲဒီဆေးစာကိုကြည့်စမ်းမောင်မင်းလွင်ဆိုတာဘာလို့လဲပြီးတော့ဆီယာမကြီးကဘာလို့ဒီဆေးစာကိုနောက်ဆုံးအချိန်ထိစုပ်ကင်ထားရတာလဲဟင်းသာသည်ဆီယာမကြီး၏ဇပွဲတင်မှတ်တမ်းများကိုလှန်လောရှာဖွေသည်ထိုစဉ်မှတ်တမ်းဟောင်းတစ်ခုအတွင်းမှဓာတ်ပုံတစ်ပုံပြုတ်ကျလာသည်၎င်းမှာဗဟန်းကကျောင်းပြတ်ထဲတွင်တွေ့ခဲ့ရသော9 ယောက်မြောက်လူများ၏ဓာတ်ပုံပင်ဖြစ်သည်သို့သောဤပုံတွင်လူတစ်ယောက်ကကြံလူများထက်အသက်ငယ်ပုံရပြီးသူ၏ဘေးတွင်မင်းလွင်တေဆုံး1953ဟုရေးထားသည်မောင်ငါသဘောပေါက်ပြီကလောမှာဖြစ်ခဲ့တဲ့အမှုကကြောက်မြတ်မှောင်ခိုမှုတွေမဟုတ်ဘူးဒီလူငယ်လေးမင်းလွင်ကိုသူတို့9 ယောက်ပေါင်းပြီးလူသက်သမားဖြစ်အကွက်ဆင်ထောင်ချခဲ့တာပဲမင်းလွင်ဟာထောင်ထဲမှာတင်စိတ်ဖောက်ပြန်ပြီးတေဆုံးသွားခဲ့တာအခုလက်စားချေနေတာကမင်းလွင်ရဲ့ဝိညာဉ်မဟုတ်ဘူးမင်းလွင်နဲ့ပတ်သက်တဲ့တစုံတစ်ယောက်ပဲဟင်းသာသည်ဆီယာမကြီးတောက်ခဲ့သောလက်ဖက်ရည်ခွက်ကိုနမ်းကြည့်လိုက်သည်စပယ်နဲ့တင်းတင်းလေးရနေသေးပြီသို့သောဤတစ်ချိန်တွင်မူဟင်းသာသည်တစုံတစ်ခုကိုသတိပြုမိသွားသည်ဒါဟာဒေါနာပန်အစိတ်တည်းမဟုတ်ဘူးဒီရနက်ထဲမှာမေဆေးတစ်မျိုးပါနေတယ်လူသက်သမားကဆေးရုံဝန်ထမ်းတဦးဖြစ်နိုင်တယ်ဟင်းသာသည်ဆေးရုံဝင်းအတွင်းကိုပရင်းမောင်မှတဆင်လှမ်းကြည့်သည်ရုတ်တရက်သူနာပြုဝတ်ဆောင်ဝတ်ထားသောလူတစ်ယောက်သည်အဆောင်3၏နောက်ဖေးလမ်းကြားမှလှည့်မြန်စွာထွက်ခွာသွားသည်ကိုမြင်လိုက်ရသည်ထိုလူ၏လမ်းလျှောက်ပုံမှာအနှဲငယ်ထောနဲ့ဖြစ်နေသည်မောင်အဲ့လူနောက်ကိုလိုက်သူကလမ်းလျှောက်ရင်ဘဲဘက်ခြေထောက်ကနည်းနည်းထော့နေတယ်ဟင်းသာသည်ဆေးရုံ၏အရေးပေါ်ထွက်ပေါက်မှတဆင်ပြေးထွက်ခဲ့သည်မိုးမှာတီးထန်စွာရွာသွန်းနေသဖြင့်မြင်ကွင်းမှာဝေဝါးနေသည်သူသည်ဆေးရုံဝင်းအပြင်ဘက်ရှိလမ်းမပေါ်သို့ရောက်သောအခါထိုသူသည်စိုက်ကားတစ်စီးပေါ်သို့တက်ခါ
ရွှေကုံနိုင်ဘက်သို့ဦးတည်သွားသည်ကိုမြင်လိုက်ရသည်ဟင်းသာသည်သူ၏ကားကိုအမြန်နှုံးမြင့်ကနောက်မှလိုက်ခဲ့သည်စိုက်ကားသည်ရွှေကုံနိုင်ရှိခြံမြက်ကြီးတစ်ခုရှေ့တွင်ရပ်သွားသည်ထိုသူသည်ခြံထဲသို့ပြေးဝင်သွားသည်ဟင်းသာသည်ကားကိုလမ်းမေးတွင်ထိုးရက်ခါတနက်ကိုအသင့်ပြင်ပြီးနောက်မှလိုက်ဝင်ခဲ့သည်ခြံထဲရှိအိမ်အိုကြီးမှာဟောင်းနှက်ဆုပ်ပြတ်နေပြီးအထဲတွင်ဖျောင်းနိုင်အလင်းရောင်မှိန်မှိန်လေးကိုသာမြင်ရသည်ဟင်းသာသည်အိမ်ထဲသို့အသာရဝင်လိုက်သောအခါအခန်းအလယ်တွင်စပွဲတစ်ခုရှိနေပြီးထိုစပွဲပေါ်တွင်ဥပတောင်ဦးတင်အေးနှင့်ဆီယာမာကြီးဒေါ်မြတောင်တို့၏ဓာတ်ပုံများကိုသွေးဖြင့်ကြက်ချေခတ်ထားသည်ကိုတွေ့ရသည်မင်းကိုစောင့်နေတာကြပြီဟင်းသာအမောင်ထဲမှအတန်တစ်ခုထွက်ပေါ်လာသည်ထိုသူသည်ကလတ်ထိုင်တစ်လုံးတွင်ထိုင်နေပြီးမျက်နှာကိုမျက်နှာဖုံးတစ်ခုဖြင့်ဖုံးအုပ်ထားသည်သူ၏လက်ထဲတွင်ဓာတ်ခွဲခန်းသုံးဆေးထိုးအပ်တစ်ခုရှိနေသည်ခမရဘသူလဲမင်းလွင်ရဲ့အကိုလားဟုဟင်းသာကမေးလိုက်သည်ထိုလူကမျက်နှာဖုံးကိုဖြည်းဖြည်းချင်းချွတ်လိုက်သည်ဟင်းသာသည်ထိုမျက်နှာကိုမြင်လိုက်ရသောအခါအလွန်အံ့ဩသွားရသည်၎င်းမှာတခြားသူမဟုတ်ပေအင်းရလန်းကအိမ်မှာဟင်းသာတွေ့ခဲ့ရသောဥပတောင်း၏သားကြီးမောင်ကျော်စွာပင်ဖြစ်သည်မင်းဟာတေဆုံးစည်းရင်းထဲမှာပါနေတာမဟုတ်ဘူးလားကျော်စွာကရီမောလိုက်သည်အေးရလန်းကအလောင်း9လောင်းထဲမှာကျွန်တော်အလောင်းမပါဘူးစုံတော့ကြီးရဲ့အဲ့ဒါကကျွန်တော်နဲ့အရွယ်တူတဲ့အိမ်မော်ကောင်လေးရဲ့အလောင်းပဲကျွန်တော်ကတော့အဲ့ဒီညကလေးကတေလူဖြစ်ဟန်ဆောင်ပြီးဒီကစားပွဲကိုစခဲ့တာကျော်စွာ၏မျက်လုံးများတွင်နာကျည်းမှုများပြည့်နှက်နေသည်ဥပတောင်းကကျွန်တော်အဖေဆိုပေမဲ့သူဟာလူရုပ်မှာတယောက်ပဲသူနဲ့သူ့တငယ်ချင်း9ယောက်ဟာကျွန်တော်ရဲ့လေးစားရတဲ့ဆရာမောင်မင်းလွင်ကိုတတ်ခဲ့ကြတာဆရာမင်းလွင်ဟာကျွန်တော်ကိုပညာသင်ပေးခဲ့တဲ့သူကျွန်တော်အပေါ်စေတနာထားခဲ့တဲ့သူသူတို့ကြောင့်ဆရာမင်းလွင်ဟာထောင်ထဲမှာယူသွတ်ပြီးတည်ခဲ့ရတာအခုကျွန်တော်ကဆရာမင်းလွင်အတွက်လက်စားချေပေးနေတာဒါပေမဲ့မင်းရဲ့မိသားစုကိုပါတတ်စရာမလိုပါဘူးကြော်စွာရဟင်းသာကဖြောင်းပြရန်ကြိုးစားသည်သူတို့အားလုံးဟာဥပတောင်းရဲ့သွေးတွေပဲဒီသွေးတွေဟာညဉ့်ညမ်းနေပြီကျော်စွာကမတ်တက်ထရက်လိုက်သည်အခုကျွန်တော်မှာနောက်ထပ်ပြည့်မဲ့6ယောက်ကျန်နေတယ်စရုပ်ထမြောက်လူကတော့အခုဒီအိမ်ကိုဝိုင်းထားတဲ့ရဲအုပ်မောင်မောင်ရဲ့အဖေဥပဟိမ့်မယ်ဟင်းသာ၏မျက်နှာဖြူလျော့သွားသည်မောင်မောင်၏အဖေဥပဟိမ့်သည်လည်းကလောက9ယောက်ထဲတွင်ပါဝင်နေခဲ့ခြင်းလောရုတ်တရက်ကြော်စွာသည်လက်ထဲမှမိโกပုံတစ်ခုကိုကျမ်းမြေမော်သို့ပစ်ချလိုက်သည်ခဏချင်းမှာပင်အခန်းတွင်၌မိโกများဖုံးလွှမ်းသွားသည်ဟင်းသာသည်ကြော်စွာရှိရာသို့ပြေးသွားတော်လဲကြော်စွာသည်လျှို့ဝှက်တကားတစ်ခုမှတဆင့်ပြောင်းကွယ်သွားခဲ့ပြီဖြစ်သည်အပြင်ဘက်တွင်မောင်မောင်နှင့်ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာသံကိုကြားရသည်ဟင်းသာသည်မောင်မောင်ကိုကြည့်ရင်မိတို့ပြောပြရမည်ကိုဝေဝဲမရဖြစ်နေသည်သူ၏မိတ်ဆွေရဲအုပ်လေး၏အဖေမှာနောက်ထပ်ပြစ်မှတ်ဖြစ်နေတော့သည်1960ပြည့်နှစ်၏ရန်ကုန်မြို့သည်ယခုအခါတွင်မူပို၍ပင်အန္တရာယ်ကြီးလာပြီဖြစ်သည်လူသက်သမားမှာတေလူဖြစ်ဟန်ဆောင်ထားသောကြော်စွာဖြစ်နေပြီးသူ၏လက်စားချေမှုအရှိန်ဟုန်မှာရက်တက်မြပုံမပေါ်သေးချေဟင်းသာသည်စပွဲပေါ်မှကြံရှိနေသောဓာတ်ပုံ6ပုံကိုကြည့်လိုက်သည်ထိုပုံများထဲတွင်ဥပဟိန်အပြင်ရန်ကုန်မြို့၏ထင်ရှားသောပုဂ္ဂိုလ်တချို့ကိုလည်းတွေ့ရသည်ဒီကစားပွဲကိုငါအဆုံးသတ်ရမယ်ဟုဟင်းသာကအန်ကျိတ်ခါကျုံးဝါလိုက်သည်1960ပြည့်နှစ်၏ရန်ကုန်မြို့သည်မိုးသက်လေဦးနှင့်အတူသွေးစွန်းသောအတိတ်ဆိုးများပြန်လည်နိုးထလာခဲ့ပြီဖြစ်သည်တေလူဖြစ်ဟန်ဆောင်ကလက်စားချေနေသောမောင်ကျော်စွာ၏စရုပ်ထမြောက်ပြစ်မှတ်မှာရဲအုပ်မောင်မောင်၏ဖခင်ဥပဟိန်ဖြစ်နေသည်ကိုဟင်းသာသိလိုက်ရခြင်းတွင်ရင်ထဲ၌လေးလံသွားသည်ရွှေကုန်း၌ရှိခြံမြက်ကြီးအတွင်း၌မိโกပုံအရှိန်ကြောင့်မျက်စိဆက်ဝေနေစဉ်ဟင်းသာသည်အပြင်ဘက်မှပြေးဝင်လာသောရဲအုပ်မောင်မောင်ကိုမြင်လိုက်ရသည်မောင်မောင်၏မျက်နှာတွင်စိုးရိမ်ပူပန်မှုများပြည့်နှက်နေပြီး
သူ၏လက်ထဲတွင်တနက်ကိုကြစ်ကြစ်ပေါအောင်စုပ်ကိုင်ထားသည်ဟင်းသာကြော်စောကိုမိလိုက်လားဟုမောင်မောင်ကအမောတကောမေးလိုက်သည်ဟင်းသာသည်ခိတ္တမြတိတ်ဆိတ်သွားသည်သူသည်စပွဲပေါ်တွင်ကြံရိပ်ခဲ့သောဓာတ်ပုံ6ပုံကိုကြည့်လိုက်သည်ထိုပုံများတွင်မောင်မောင်၏ဖခင်ဥပဟိန်ဟိမျက်နှာမှာထင်ထင်ရှားရှားရှိနေသည်မောင်မောင်ကိုအမှန်တိုင်းပြောပြရန်ဟင်းသာဝေခွဲမရဖြစ်နေတော်လဲဤအခြေအနေမှာဖုံးကွယ်ထား၍မရတော့ကြောင်းသူနားလည်လိုက်သည်မောင်မောင်မင်းအိမ်ကိုအခုချက်ချင်းဖုန်းဆက်လိုက်စမ်းမင်းအဖေအိမ်မှာရှိမရှိသိချင်နေမောင်မောင်၏မျက်လုံးများပြူးကျဲသွားသည်ဘာလို့လဲဟင်းသာငါအဖေနဲ့ဒီအမှုနဲ့ဘာဆိုင်လို့လဲကျော်စောရဲ့နောက်ထပ်ပြစ်မှတ်ကဥပဟိန်မေသူတို့9ယောက်ဟာလွန်ခဲ့တဲ့9နှစ်ကကလောမှာမောင်မင်းလွင်ကိုထောင်ချဆင်ခဲ့ကြတာအခုကျော်စွာကအဲ့ဒီအတွက်တယောက်ပြီးတယောက်လိုက်တက်နေတာပဲမောင်မောင်သည်အနီးနားရှိတယ်လီဖုန်းရုံးသို့အပြေးလွှားသွားကအိမ်သို့ဖုန်းဆက်သည်ခဏအကြာတွင်သူပြန်ထွက်လာသောအခါမျက်နှာမှာပြာနန်းနေတော့သည်ဟင်းသာအိမ်မှာအဖေမရှိတော့ဘူးအိမ်ပေါ်ကပြောတာတော့အဖေကဒီညက်နေပဲအရေးကြီးတဲ့ချင်းဆိုမှုတစ်ခုရှိတယ်ဆိုပြီးအင်းဆိုင်ဘက်ကိုထွက်သွားတယ်တဲ့ဟင်းသာသည်မြေပုံကိုဖြန့်ကြည့်လိုက်သည်အင်းဆိုင်လမ်းမကြီးပေါ်တွင်လူသူကင်းဝေးသောနေရာများစွာရှိသည်သို့သောဟင်းသာ၏အာယုန်ထဲတွင်တနေရာကိုသာပြေးမြင်မိသည်၎င်းမှာ1953ခုနှစ်ကမောင်မင်းလွင်တည်ဆုံခဲ့သည့်အင်းစိန်အကျဉ်းထောင်ဟောင်းအနီးရှိတစ်ဆက်ဟောင်းကြီးပင်ဖြစ်သည်မောင်မောင်ကောင်းပေါ်တက်ကျုပ်တို့အင်းစိန်ကိုအမြန်သွားရမယ်1960ပြည့်နှစ်၏ရန်ကုန်ညသည်မိုးတီးထန်လွန်းသဖြင့်ကားရှိမှန်တွင်ရေများဖုံးလွှမ်းနေသည်ဟင်းသာသည်အရှိန်မြင့်ကမောင်းနေစဉ်ဘေးတွင်ထိုင်နေသောမောင်မောင်မှတိတ်ဆိတ်ငြိမ်သက်နေသည်ငါအဖေကတကယ်ပဲအဲ့လိုလူယုံမာမျိုးဖြစ်ခဲ့တာလားဟင်းသာမောင်မောင်ကတိုးတိုးလေးမေးရှာသည်ဟင်းသာကတက်ပြင်းချလိုက်သည်လူတွေမှာဖုံးကွယ်ထားတဲ့အတိတ်တွေရှိတတ်ကြတယ်မောင်မောင်ဒါပေမဲ့အဲ့ဒီအတိတ်ကအခုလိုသွေးစွန်းတဲ့လက်စားချေမှုမျိုးဖြစ်လာလိမ့်မယ်လို့ဘယ်သူမှထင်မထားခဲ့ဘူးအရေးကြီးတာကကျုပ်တို့ဥပဟိန်ကိုအသက်ရှင်လဲကဲထုတ်နိုင်မှုပဲအင်းစိန်ရှိတစ်ဆက်ဟောင်းကြီးတို့ရောက်သောအခါအဆောက်အုံကြီးမှာတရေချောက်မတက်အိုဟောင်းနေပြီးတစ်လုံးကြီးများမှာဟိုတစဒီတစပြန့်ကျဲနေသည်အထဲမှာဝေဝါးသောအလင်းရောင်တစ်ခုထွက်ပေါ်နေသည်ဟင်းသာနှင့်မောင်မောင်တို့သည်တနက်ကိုအသင့်ပြင်ကအထဲသို့အသာရဝင်လိုက်ကြသည်တစ်ဆက်၏အလဲဘဟိုတွင်ကလထိုင်တစ်လုံးရှိပြီးထိုကလထိုင်တွင်ဥပဟိန်ကိုကျိုးဖြင့်တင်းတင်းကြပ်ကြပ်ချီနှောင်ထားလေသည်သူ၏ပါးစပ်ကိုပိတ်ထားပြီးမျက်လုံးများမှာကြောက်လန့်တကြားဖြင့်ပြူးကျဲနေသည်သူရှိတွင်မောင်ကျော်စွာသည်ဓားရှည်တစ်စင်းကိုကင်ကရက်နေသည်ကျော်စွာရက်လိုက်စမ်းဟုဟင်းသာကအော်ဟစ်လိုက်သည်ကျော်စွာသည်ဖြင်းချင်းစွာလှည့်ကြည့်လာသည်စုံတော့ခမရနောက်ကျပြန်ပြီဒါပေမဲ့မောင်မောင်ပါလာတော့ပိုကောင်းတာပေါ့သူ့အဖေဘလောက်ရုံမာခဲ့တယ်ဆိုတာသူကိုယ်တိုင်မြင်ရတာပေါ့ကျော်စွာမင်းလူသက်တာရက်လိုက်ပါတော့အမှန်တရားကိုဥပဒေနဲ့ဖြေရှင်းလို့ရပါတယ်လို့ဟင်းသာကဖြောင်းပြသည်ဥပဒေဟုတ်လားကျော်စွာကယူသွတ်စွာရီမောလိုက်သည်လွန်ခဲ့တဲ့9နှစ်ကဥပဒေကဘာမှလဲဆရာမင်းလွင်ကိုသူတို့အာဓမထောင်ချခဲ့တော့ကဥပဒေကဘယ်ရောက်နေလဲအခုဒီဥပဟိန်းကလည်းအဲ့ဒီတော့ကတပ်သေးတွေကိုဖျောက်ဖျက်ပေးခဲ့တဲ့သူပဲကျော်စွာသည်ဓားကိုဥပဟိန်း၏လေဘင်းတွင်တိတ်လိုက်သည်မလုံနဲ့မောင်မောင်ကအော်ဟစ်ခါရှေ့သို့တိုးသွားသည်ငါအဖေအစားငါ့ကိုပဲတတ်လိုက်ပါကြော်စွာရငါအဖေအပြစ်ရှိရင်လဲငါပဲတောင်းပန်ပါတယ်ကျော်စွာ၏လက်များခိတ္တတုံရင်သွားသည်ထိုခဏမှာပင်ဟင်းသာသည်အခွင့်အရေးကိုအမိရဆုပ်ကိုင်ကကျော်စွာ၏လက်ထဲမှဓားကိုပြစ်ခတ်လိုက်သည်ကြည်စံသည်ဓားကိုထိမှန်ကလွင့်ထွက်သွားတော့လေကျော်စွာသည်လက်မလျှော့ပဲခါးကြားမှအစိတ်ထိုးအပ်ကိုထုတ်လိုက်ပြန်သည်ရုတ်တရက်တစ်ဆက်၏အပေါ်ဓာတ်မှနောက်ထပ်တနတ်တန်တစ်ချက်ထွက်ပေါ်လာသည်
ကြည်စံသည်ကျော်စွာ၏ပခုံးကိုထိမှန်သွားသဖြင့်ကျော်စွာလဲကျသွားသည်ဟင်းသာသည်အပေါ်သို့မောကြည့်လိုက်သောအခါအမောင်ထဲတွင်လူရိပ်တစ်ခုရှိနေသည်ထိုလူသည်ကျော်စွာကိုတတ်ရန်ကြိုးစားနေခြင်းဖြစ်သည်ဘသူလဲဟုဟင်းသာကအော်မေးလိုက်သည်ထိုလူသည်ပြန်မဖြေဘဲနောက်ဖေးပေါက်မှတဆင့်လှည့်မြန်စွာထွက်ပြေးသွားသည်ဟင်းသာသည်မောင်မောင်ကိုဥပဟိန်အားကဲတရန်ထားခဲ့ပြီးထိုလူရိပ်နောက်သို့လိုက်ခဲ့သည်တစ္ဆအပြင်ဘက်မိုးရေထဲတွင်ထိုလူသည်ကားတစ်စီးပေါ်သို့တက်ခါမောင်းထွက်သွားသည်ဟင်းသာသည်ကားနံပါတ်ကိုအမြန်မှတ်လိုက်သည်ထိုကားမှာရန်ကုန်မြို့၏ထိပ်တန်းအရာရှိကြီးတဦး၏ကားဖြစ်နေသည်ကိုမြင်လိုက်ရသောအခါဟင်းသာအံ့ဩသွားသည်ဒါဆိုကျော်စွာနေမကဘူးအဲ့ဒီ9ယောက်ထဲက1ယောက်ကလည်းကျော်စွာကိုပြန်တက်ဖို့ကြိုးစားနေတာလားဟင်းသာသည်တစ္ဆက်ထဲသို့ပြန်ဝင်လာသောအခါမောင်မောင်သည်သူ၏အဖေကိုပွေဖက်ခါငိုယိုနေသည်ကိုတွေ့ရသည်ကျော်စွာမှမူဒဏ်ရာဖြင့်မေ့မျောနေပြီဖြစ်သည်ဥပဟိန်သည်အသက်ရှူမှန်သွားသောအခါဟင်းသာကိုကြည့်ကာတိုးတိုးလေးပြောလိုက်သည်ဟင်းသာမင်းအပေါ်ကလူကိုမမိလိုက်ဘူးမဟုတ်လားသူကကျုပ်တို့9ယောက်ထဲကအာနာအရှိဆုံးလူဥဇော်ဝင်းမယ်သူကဒီလျှို့ဝှက်ချက်ကိုဖုံးကွယ်ဖို့ငါတို့ကပါအကုန်တတ်လိုက်မယ်ဟင်းသာသည်ကောင်းကင်ကိုမော့ကြည့်လိုက်သည်1960ပြည့်နှစ်၏ရန်ကုန်ညသည်မပြီးဆုံးသေးပေယခုအခါလက်စားချေသူနှင့်အမှန်တရားကိုဖုံးကွယ်လိုသူတို့ကြားမှသုံးမွင့်ဆိုင်တိုက်ပွဲကြီးဖြစ်ပေါ်လာပါတော့သည်အမှုကအခုမှတကယ်စတာပဲဟုဟင်းသာကရေရွတ်လိုက်သည်1960ပြည့်နှစ်ရန်ကုန်မြို့၏မိုးဆက်များအောက်တွင်အင်းစိန်တစ္ဆက်ဟောင်းကြီးသည်တင်မင်းတမန်ကစားပွဲတစ်ခု၏တပ်သေးဖြင့်ကြံရည်ခဲ့သည်စုံတော့ဟင်းသာသည်ဒဏ်ရာရနေသောမောင်ကျော်စွာနှင့်တုံရီနေသောဥပဟိန်တို့ကိုကြည့်ရင်ဤရမှု၏တကယ်အုံနောက်မှာလက်စားချေသူကျော်စွာမဟုတ်ပဲအတိတ်ကိုဖုံးကွယ်လိုသည့်အာဏာရှိသူဥဇော်ဝင်းဖြစ်နေကြောင်းသဘောပေါက်လိုက်သည်တစ္ဆက်ဟောင်းအတွင်မှထွက်ပြေးသွားသောအနက်ရောင်ကားကြီးသည်မြို့ထဲသို့ဦးတီမောင်းနှင်သွားသည်ဟင်းသာသည်ရဲအုပ်မောင်မောင်ကိုကြည့်လိုက်သည်မောင်မောင်၏မျက်လုံးများတွင်မိမိဖခင်ပေါ်တန်တရားနှင့်သားသမီးချင်းစာနာစိတ်တို့ရောရှက်နေသည်မောင်မောင်ခမည်းအဖေကိုစိတ်ယုံပို့လိုက်ပါကျော်စွာကိုလည်းလက်ထိတ်ခတ်ပြီးရဲစခန်းမှာအဆောက်အအုံအပြည့်နဲ့ထားပါကျုပ်ကတော့ဥဇော်ဝင်းနောက်ကိုလိုက်ရမယ်ဟုဟင်းသာကအမိန့်ပေးလိုက်သည်ဟင်းသာသတိထားပါသူကအာဏာရှိတဲ့သူမောင်မောင်ကသတိပေးလိုက်သည်ဟင်းသာကလှောင်ပြုံးလေးပြုံးလိုက်သည်အာဏာထက်ကြီးတာအမှန်တရားပဲမောင်မောင်ဥဇော်ဝင်းစံအိမ်သည်ဗဟန်းမြို့နယ်ရွှေတကုံဖျား၏အနောက်ဘက်မုတ်အနီးတွင်တည်ရှိသည်1960ပြည့်နှစ်၏ညစကောင်ရန်တွင်ဖျားကြီးရွှေရောင်စင်းမှာမိန်ဖြော့ဖြော့သာရှိတော့သည်ဟင်းသာသည်ခြံဝင်းအတွင်းသို့တိတ်တဆိတ်ဝင်လိုက်သည်အိမ်ကြီးအပေါ်တက်စာကြည့်ရန်တွင်မီးလင်းနေစေဟင်းသာသည်ပရင်းမောက်မှတဆင့်အထဲသို့လှမ်းကြည့်လိုက်သောအခါဥဇော်ဝင်းသည်ဇပွဲတွင်ထိုင်ကာစာရွက်စာတမ်းတချို့ကိုမိရှို့ဖျက်ဆီးနေသည်ကိုမြင်လိုက်ရသည်၎င်းတို့မှာ1953ခုနှစ်ကကလောကြောင့်မြတ်အမှု၏တကယ်သက်သေများဖြစ်ရမည်ဥဇော်ဝင်းခမရဲ့အတိတ်ကိုမိရှို့လို့မရပါဘူးဟုဟင်းသာကတကားကိုတွန်းဖွင့်ကအထဲသို့ဝင်လိုက်သည်ဥဇော်ဝင်းသည်လမ်းဖြန့်သွားခြင်းမရှိဘဲတည်ငြိမ်စွာမောကြည့်လာသည်စုံတော့ဟင်းသာမင်းကတော်တော်ဇွဲကောင်းလာပဲဒါပေမဲ့မင်းမှာတက်သေးမရှိဘူးကျော်စွာကလူသက်သမားပဲငါကတော့မြို့မျက်နှာဖုံးလူကြီးတစ်ယောက်ပဲကျော်စွာကလူသက်သမားဆိုတာမှန်ပါတယ်ဒါပေမဲ့သူ့ကိုလူသက်သမားဖြစ်အောင်တွန်းပို့ခဲ့တာကခမည်းတော်9ယောက်ပဲဟုပြောကဟင်းသာကဥဇော်ဝင်း၏ရှေ့တွင်ထိုင်လိုက်သည်မောင်မင်းလွင်ကိုခမည်းတော်တတ်ခဲ့တာမဟုတ်လားအဲ့ဒါကိုကြောက်မြတ်ခိုးမှုနဲ့ထောင်ချောက်ဆင်ပြီးထောင်ထဲမှာအစိတ်ခတ်တတ်ခဲ့တာဥဇော်ဝင်းမျက်နှာပြတ်သွားသည်မင်းကဘယ်လိုလုပ်သိတာလဲဟင်းသာသည်ဆေးရုံကဆီယာမာကြီးဒေါ်မြတောင်းနောက်ဆုံးစုပ်ကင်ထားသည့်ဆေးစာကိုထုတ်ပြလိုက်သည်ဒါဟာခမည်းပေးခဲ့တဲ့အစိတ်ညွှန်းစာပဲဆီယာမာကြီးကဒါကိုတင်ထားခဲ့လေ
သူကခမရဲ့ချင်းချမှုကြောင့်နှုတ်ပိတ်နေခဲ့တာဒါပေမဲ့နောက်ဆုံးတော့သူလည်းအသက်ခံလိုက်ရပြီခမကကြော်စွာကိုအသုံးချပြီးခမရဲ့အပေါင်းပါတွေကိုတတ်ခိုင်းခဲ့တာပဲဟင်းသာသည်အမှု၏တကယ်လျှို့ဝှက်ချက်ကိုဖော်ထုတ်လိုက်သည်ကြော်စွာသည်လူသက်သမားဖြစ်စခဲ့တော်လဲဥပတောင်းနှင့်ဥတင်အေးတို့ကိုတပ်ဖြတ်ရန်ကြော်စွာကိုသတင်းပေးပြီးလမ်းပြခဲ့သူမှာဥဇော်ဝင်းပင်ဖြစ်သည်ဥဇော်ဝင်းသည်မိမိအတိတ်ကိုသိနေသောအပေါင်းပါများကိုကြော်စွာ၏လက်ဖြင့်ရှင်းခိုင်းခဲ့ခြင်းပင်ဖြစ်သည်အခုတော့ခမကကြော်စွာကိုပါတပ်ပြီးဇက်သိမ်းဖို့စူးစမ်းခဲ့တာပေါ့လေဥဇော်ဝင်းသည်အန်ကျိတ်ခါတနက်ကိုထုတ်လိုက်သည်ဟုတ်တယ်ငါကပဲအောင်နိုင်သူဖြစ်ရမယ်ဒီအမှုမှာကြော်စွာကပဲတရားခံဖြစ်တည်သွားရမှာတနက်တန်ထွက်ပေါ်လာသည်သို့တော့ကြည်စံသည်ဟင်းနာကိုမထိပဲအနောက်မှပြေးဝင်လာသောရဲအုပ်မောင်မောင်ကဥဇော်ဝင်းလက်ကိုပြစ်ခတ်လိုက်ခြင်းပင်ဖြစ်သည်ဥဇော်ဝင်းသည်နာကျင်စွာဖြင့်လဲကျသွားသည်မောင်မောင်သည်မျက်ရည်များကြားမှဥဇော်ဝင်းကိုလက်ထိတ်ခတ်လိုက်သည်ကျွန်တော်အဖေပြောပြလို့အမှန်တရားကိုကျွန်တော်သိခဲ့ရပြီခမည်းဟာတကယ်မိစ္ဆာပဲနောက်တနေ့မနက်တွင်မိုးတိတ်သွားခဲ့လေပြီရန်ကုန်မြို့၏လမ်းမများပေါ်တွင်နေအောင်ကြီးနုနုလေးများဖြာကျနေသည်ဥပတောင်မိသားစုနှင့်ရှိနေကြီးဦးတင်အေးဆီယာမာကြီးဒေါ်မြတောင်းတို့၏ဇာပနာကိုတိတ်ဆိတ်စွာကျင်းပခဲ့ကြသည်မောင်ကျော်စွာသည်သူ၏အဖြစ်များအတွက်ထောင်ဒဏ်တစ်သက်တကြွကြခံခဲ့ရသည်ဥဇော်ဝင်းမှမူလူသက်မှုအားပူးပေါင်းကြံစည်မှုတပ်သေးဖျက်ဆီးမှုများဖြင့်ကျိုးမိတ်စီရင်ခြင်းခံခဲ့ရသည်မောင်မောင်၏ဖခင်ဥပဟိမမူသူ၏အတိတ်အမှားများအတွက်ယာရုမှနှုတ်ထွက်ခါဖုံးကြီးဝတ်သွားခဲ့လေသည်ဟင်းသာသည်အေးရကံဘေးတွင်မတ်တရက်ခါကံရည်ပင်ကိုငေးကြည့်နေသည်သူ၏မှတ်တမ်းစာအုပ်တွင်ခုနှစ်လောင်းပြန်လူသက်မှုအမှုပိတ်ပြီဟုရေးသားလိုက်သည်ဟင်းသာခမည်းနောက်ထပ်ဘဲကိုသွားအောင်မလဲဟုမောင်မောင်ကကားပေါ်မှလှမ်းမေးသည်ဟင်းသာသည်သူ၏ကိုဝင်းကြီးအိတ်ကပ်ထဲသို့လက်နက်ဖက်ကိုထည့်ကာပြုံးလိုက်သည်ရန်ကုန်မှာအမှုတွေကမကုန်နိုင်ပါဘူးမောင်မောင်ရဒါပေမဲ့အခုတော့ကျုပ်ကော်ဖီတစ်ခွက်လောက်တောက်ဖို့လိုနေပြီစုံတော့ဟင်းသာသည်သူ၏အနက်ရောင်ဖော့ကားလေးကိုမောင်းနှင်ကာမြို့ထဲသို့ဝင်သွားသည်1960ပြည့်နှစ်၏ရန်ကုန်မြို့သည်လှဝက်ချက်များစွာကိုရင်ဝယ်ပိုက်ထားဆဲဖြစ်တော်လေစုံတော့ဟင်းသာရှိနေသည်၍အမှန်တရားသည်အမြဲတမ်းလင်းလက်နေအောင်မည်ဖြစ်ပါတော့သည်ရန်ကုန်မှခုနှစ်လောင်းပြန်လူသက်မှုကတော့ဒီမှာပဲပြီးသွားပါပြီရှင်လူကြီးမင်းတို့အနေဖြင့်စုံတော့ဟင်းသာ၏နောက်ထပ်စွန့်စားခန်းများကိုဖတ်ရှုလိုပါသေးသလားရှင်